အသက်24နှစ်အရွယ်မှာအကာဒေးဗစ်တယောက်ဘာရမြန်လုံနေလဲအားလုံးပဲမင်္ဂလာပါ eFootball by Virus account ရဲ့ admin Virus ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကပုံမှန်တင်ဆက်နေကြမျိုးမဟုတ်ဘဲနဲ့ပေါ့နော်ဒါ eFootball ကတ်ကိုထုတ်လိုက်တဲ့အချိန်မှာအပြင်လောကမှာဒီကစားသမားကဘာရမြန်လုံနေလဲဆိုတာကိုညီကိုတို့တွေသိအောင်ဗဟုသုတအနေနဲ့မျှဝေပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီတွဲမှာဆိုရင်ဒါအကာဒေးဗစ်ရဲ့ epic ကတ်တစ်ခုထွက်လာခဲ့ပေါ့နော်ဒီကတ်က base ယူတာဘာလို့လဲဆိုတော့အသက်24နှစ်အရွယ်ဂျူဗန်တက်အသင်းမှာကစားနေတဲ့အကာဒေးဗစ်အကြောင်းပဲဖြစ်ပါတယ်သူကတော့ဒါ1999 1998ဘောလုံးရသည်ကိုအခြေခံထားတာမလို့ဒီဘောလုံးရသည်မှာအကာဒေးဗစ်တယောက်ဘာရမြန်ဖြစ်ခဲ့လဲဆိုတာကိုဒါညီကိုတို့တွေသိအောင်မျှဝေပေးသွားမှာလည်းဖြစ်ပါတယ်အရင်ဆုံးအနေနဲ့ပြောရမယ်ဆိုရင်တော့1999 1998ဘောလုံးရသည်အစမှာဆိုရင်အကာဒေးဗစ်က AC မီလန်အသင်းမှာပဲရှိနေခဲ့တယ်သူ့အနေနဲ့အဲ့အချိန်ကဆိုရင်ဒါခြေထောက်ကျိုးတဲ့ဒဏ်ရာကိုရနေခဲ့ပြီးတော့ဒီခြေထောက်ဒဏ်ရာကိုပေါ့နော်ဒါ1999ခုနှစ်ဖေဖော်ဝါရီလမှာရရှိခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ဒီဒဏ်ရာကြောင့်ပဲသူကဒါခြေသွမ်းသိမ့်မပြနိုင်တော့ဘဲနဲ့အသင်းပြောင်းမှုဖြစ်လာခဲ့ပေါ့နော်ဒါကြောင့်မလို့1999ဒီဇင်ဘာလမှာဆိုရင်ဒါအကာဒေးဗစ်က AC မီလန်အသင်းကနေဂျူဗန်တက်အသင်းကိုပြောင်းသွားခဲ့တယ်ဂျူဗန်တက်အသင်းကိုရောက်တဲ့အချိန်မှာဒါအီတလီငွေနဲ့ဆိုရင်တော့6ဘီလီယံပေါ့နော်ဒါပေါင်နဲ့ဆိုရင်တော့ပေါင်3သန်းနဲ့ဒါအကာဒေးဗစ်ကဂျူဗန်တက်အသင်းကိုရောက်သွားခဲ့ရလည်းဖြစ်ပါတယ်ဂျူဗန်တက်အသင်းကိုရောက်သွားခဲ့တဲ့အချိန်မှာပေါ့နော်ဒါအကာဒေးဗစ်တယောက်ခြေသွမ်းကလည်းတပြေးနဲ့ပြန်လည်ကောင်းမွန်လာတဲ့သူ့ရဲ့ aggressive ဆန်ဆော့တဲ့ကစားပုံတွေအသင်းကိုဦးဆောင်နိုင်စွမ်းရှိရတဲ့ကြောင့်ပဲဒါပြိုင်ဘက်တွေကသူ့ကိုပေါ့နော်ဒါချီးကျူးပြီးတော့ခွေးတစ်မျိုးရဲ့နာမည်ဖြစ်တဲ့ The Pitbull ဆိုတဲ့နာမည်ပြောင်ကိုပေါ့နော်ဒါပေးခဲ့တာဖြစ်ပါတယ်ဂျူဗန်တက်အသင်းမှာဆိုရင်တော့ဒါအကာဒေးဗစ်ကခြေသွမ်းပြခဲ့သလို1998ခုနှစ်ကမ္ဘာဖလားမှာလည်းပေါ့နော်ဒါအကာဒေးဗစ်ကခြေသွမ်းကောင်းတွေကိုပြသခဲ့ပြီးတော့နယ်သာလန်အသင်းကိုဆီမီဖိုင်နယ်အဆင့်ထိဒါပို့ဆောင်ပေးနိုင်ခဲ့ပါတယ်16အသင်းရှုံးထွက်အဆင့်ပွဲစဉ်ဖြစ်တဲ့ဒါယူဂိုစလာဗီးယားအသင်းနဲ့ပွဲစဉ်မှာအကာဒေးဗစ်ကမိနစ်90ရောက်မှနယ်သာလန်အသင်းအတွက်အနိုင်ကိုသွင်းယူခဲ့တာကတော့သူ့ရဲ့ကစားသမားဘဝမှာ iconic moment လို့လည်းပြောလို့ရပါတယ်ဒီစွမ်းဆောင်ရည်အကြောင်းပဲပေါ့နော်သူက1998ကမ္ဘာဖလားပြိုင်ပွဲရဲ့ All Star အသင်းမှာပါသူကဒီပါဝင်ခဲ့တယ်ပေါ့နော်စူဖလားအောင်မြင်မှုအနေနဲ့ကတော့1999 1998ဘောလုံးရသည်မှာဂျိုဗီနန်အသင်းနဲ့အတူဒါ series ဖလားကိုရောက်နိုင်ခဲ့ပြီးတော့ဒါကလည်းပေါ့နော်ဒါအကာဒေးဗစ်ရဲ့ကစားသမားဘဝမှာပထမဆုံး series ဖလားလည်းဖြစ်ခဲ့ပါတယ်ဒီနေ့မှာတင်ဆက်ပေးခဲ့တာကတော့1999 1998ခုနှစ်မှာအကာဒေးဗစ်တယောက်ဘာရီမန်ဖြစ်နေလဲလက်တွေ့ဘဝမှာဘာရီမန်အောင်မြင်မှုတွေရနေလဲဆိုတဲ့အကြောင်းကိုကျွန်တော်ကညီကိုတို့တွေသိအောင်မျှဝေပေးခဲ့တာလည်းဖြစ်ပါတယ်အခုလိုမျိုးပဲပေါ့နော်ဒါ eFootball မှာကတ်တွေထွက်တယ်ဆိုရင်အဲ့ဒီကစားသမားတွေရဲ့လက်တွေ့ဘဝမှာဘာတွေများဖြစ်နေလဲဆိုတဲ့အကြောင်းအရာတွေကိုကျွန်တော်ကမျှဝေပေးသွားမှာမလို့စိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်ရဲ့ eFootball by Virus account ကို like and follow လုပ်ခဲ့ကြဖို့လည်းကျွန်တော်ကတောင်းဆိုလိုက်ရပါတယ်